မှာဓာတ်ပုံတွေကိုကိုယ့်ရဲ့ဓာတ်ပုံတွေပေါ့နော်ကိုနဲ့တငယ်ချင်းမဖြစ်ပေမဲ့လည်းပို့လို့ရတဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးသွားပါဆိုလို့တကယ်လို့ကိုကနေပြီးတော့ဓာတ်ပုံတွေကိုပို့တက်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပြီးပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကိုသွားပြီးတော့ကြည့်ကြရအောင်ဒီနေ့မှာတော့ TikTok မှာဓာတ်ပုံပို့လို့ရတဲ့နီလန်းဗီဒီယိုပို့လို့ရတဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုကနေပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုဓာတ်ပုံတွေဗီဒီယိုတွေကို TikTok မှာပို့လို့ရချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပြီးပြောချင်ပါတယ်ဒါဆိုလို့ရှိရင်အရင်ဆုံး TikTok တွေကိုသွားပေးရမှာဖြစ်ပါတယ်TikTok တွေကိုရောက်ပြီဆိုတော့ ਨੇ ဒီမှာဆိုလို့ရှိရင် inbox ဆိုတဲ့ခလုတ်ကလေးလည်းရှိတယ်เนาะဒီမှာဆိုရင် inbox ဆိုတဲ့ခလုတ်ကလေးတွေကိုသွားပေးရမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီလိုမှမဟုတ်ဘူးကိုယ့်ရဲ့တငယ်ချင်းတွေကိုပို့ချင်နေဆိုရင်တော့ဒီ friend တွေကိုသွားပါเนาะဒီ inbox ဆိုတဲ့ခလုတ်ကလေးကကြတော့ကိုနဲ့တငယ်ချင်းမဖြစ်ပေမဲ့ကို follower လောက်ထားတဲ့သူကိုလာပြီးတော့ရင် following လောက်ထားတဲ့သူကိုနဲ့တငယ်ချင်းမဖြစ်ပေမဲ့ကိုစာပို့ထားတဲ့သူဒီလိုလူတွေဖြစ်ပါတယ်ဒီ friend ကြတော့ကိုနဲ့တငယ်ချင်းဖြစ်ထားတဲ့သူပေါ့နော်ကိုနဲ့တငယ်ချင်းဖြစ်ထားတဲ့သူတွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ link ကဥပမာဒီနေ့မှာဆိုလို့ရှိရင်ဒီ inbox ဆိုတဲ့ခလုတ်လေးတွေကိုသွားပြီးတော့ပြပေးမှာဖြစ်ပါတယ်ဒီ inbox ဆိုတဲ့ခလုတ်လေးထဲမှာဆိုလို့ရှိရင်လင်းနဲ့တငယ်ချင်းမဖြစ်ပေမဲ့လည်းစာပို့ထားတဲ့သူတွေရှိတယ်ပေါ့နော်စာပို့ထားတဲ့သူတွေရှိတယ်လင်းနဲ့တငယ်ချင်းဖြစ်ပြီးတော့စာပို့ထားတဲ့သူတွေလည်းရှိတယ်ဒီနေ့မှာတော့လင်းနဲ့တငယ်ချင်းမဖြစ်ပေမဲ့စာပို့ထားတဲ့သူတယောက်ကိုဓာတ်ပုံပို့ပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကနေပြီးတော့ message သူ့ရဲ့ message ဘောက်ကနေပို့ချင်တယ်ဆိုရင်ဒီ message require တဲ့ကိုနှိပ်ပါတကယ်လို့အဲ့ဒီလိုမှမဟုတ်သူနဲ့ကိုနဲ့တငယ်ချင်းလည်းမဖြစ်ဘူးသူ့ကိုကစာပို့ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဥပမာဒီလိုမျိုး profile ကိုသွားရမယ်ပေါ့နော်သူ့ရဲ့ profile နဲ့ကိုသွားလိုက်ပါဥပမာပြပေးမယ်နော်သူ့ရဲ့ဒီလိုမျိုး profile နဲ့ကိုသွားပါသွားပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အပေါ်နည်းနည်းလောက်ဆွဲလိုက်ဒီမှာပေါ့နော်ဒီမှာဓာတ်ပုံလေးနဲ့ဒီမှာဒါစတေကာတွေပို့လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်စာရေးလို့ရတယ်ဒီလိုမျိုးလေးတွေဖြစ်ပါတယ်ဒီမှာဆိုရင်ဓာတ်ပုံပို့လို့ရမယ်ပေါ့နော်ဓာတ်ပုံဥပမာပို့ပြမှာဒီဓာတ်ပုံတစ်ပုံကိုလာလင်းကဥပမာပြပေးတာပေါ့နော်ပြပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ပေါ့နော်ပြက်ရောက်ပြီးသွားပြီဗီဒီယိုတွေဘာတွေပို့ချင်တယ်ဆိုလို့ရှိရင် तू ကရွှေချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဗီဒီယိုတွေပဲပို့ဘာတွေပဲပို့ပေါ့နော်ပို့မယ်ဆိုလို့ရှိရင်ဗီဒီယိုပို့မယ်ဆိုရင်1မိနစ်ထဲကြော်လို့မရဘူး15စက္ကန့်5စက္ကန့်10စက္ကန့်ဒီလောက်ပဲပို့လို့ရမှာဖြစ်ပါတယ်ဒါကတော့ရွှေချက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဓာတ်ပုံတွေကိုအလွယ်တကူပို့လို့ရတဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ထင်ပါတယ်တကယ်လို့အကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်